အားလုံးပဲမင်္ဂလာပါရှေ့သူကနေကြိုးစုံလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမှာကတော့ဆရာခတ်စောရေးသားထားတဲ့ The Rebels of Anya 1920s ရဲ့အခန်း7ဖြစ်ပါတယ်ဗီဒီယိုလေးစလိုက်ကြရအောင် The Rebels of Anya 1920s အခန်း7အမှောင်ထဲမှထွက်လာသောမြားနုလှလိုက်တာစံဖဲကရေရွတ်လိုက်မြားနုမျက်နှာမှာရုတ်တရက်ဝင်လဲ KTA 132ခွန်လှလိုက်တဲ့တဲ့နဲ့စံဖဲဤဒုတိယအကြိမ်ရေရွတ်မှုတွင်မြားနုတဲ့နဲ့ပြောင်းကစံဖဲကောင်းတဲ့တဲ့သူကျမကိုရှင်ချစ်ခဲ့လားရှင်ချစ်ခဲ့တာကျမမဟုတ်လားကိုစံဖဲစံဖဲကသူ့လက်ထဲမှာတနက်ကိုမြားနုရင်ဘတ်ကိုထိုးချိန်လိုက်သည်ကျုပ်မေးတာကိုအရင်ဖြေဒီတနက်ခမည်းဘယ်ရရတယ်မြားနုကတူမီတနက်မောင်းကိုခတ်တင်းတင်းစုပ်ကင်လိုက်ကျမလဲဒီတနက်ကိုကောင်းကောင်းပြစ်တက်နေပါပြီကဲရှင်ဖြေပါရှင်မသိရင်ကိုတကယ်မချစ်ဘူးမဟုတ်လားစိတ်လှရှားနေတော့မြားနုစံဖဲကလည်းတနက်မောင်းကိုခတ်တင်းတင်းတင်အသက်ကိုပြင်းပြင်းရှူကပြောလိုက်သည်ဟာမသိရင်ကိုငါချစ်တယ်ငါချစ်လို့ယူတာဗောဟာငါချစ်လို့မြားနုကစံဖဲရင်ဘတ်ကိုတနက်ပြောင်းဖြင့်စောင့်တွန်းလိုက်မချစ်ရဘူးအဲ့ဒါငါတို့အိမ်ဟာကြုံလေကြုံမလေရှင်မချစ်ရဘူးအနောက်သို့ရိုင်ကျသွားသောစံဖဲကိုမြားနုကခြေလန်းကြီးကြီးဖြင့်စောင့်ကန်သည်မချစ်ရဘူးကဲဟာမြားနုကစံဖဲ၏မျက်နှာကိုတူမီတနက်ဖြင့်လွှဲရိုက်၏စံဖဲမှာဝင်းချက်စတာမောင်းပြန်တနက်ကိုကင်ထားရင်းမှရှောင်သည်သို့တော်မရတချို့ရိုက်ချက်များကသူ့မေးရိုးတဲ့တယ်စံဖဲဒေါသထွက်ပြီးဟာခမရလီးဖြစ်နေလားစံဖဲကရှိသမျှအားကုန်ဖြင့်သူ့တနက်ကိုလက်နှစ်ဖက်ဖြင့်အလျားလိုက်ကင်ကမြားနုအားစောင့်တွန်းလိုက်၏မြားနုမှာတနက်ကင်လေးရဲ့လဲကျသွားသည်သို့သောမြားနုမျက်နှာမှာတစ်ချက်လက်ဟန်မပြတနက်ကိုကြစ်ပါအောင်စုပ်လျက်စံဖဲကိုကြည်သည်ရှင့်ကိုကျုပ်ချစ်တယ်ကိုစံဖဲဒါပေမဲ့ရှင်ဒီဘဝရောက်အောင်လုပ်တာလဲကျုပ်ပဲဒီတနက်ကိုခိုးပြီးအမှုဆင်ခဲ့တာလဲကျုပ်ပဲရှင့်ကောင်မနဲ့ကြွယ်အောင်လုပ်ခဲ့တာလဲကျုပ်ပဲရှင်သက်ရှင်ကျုပ်ကိုသက်ဘာမှမဆိုင်နဲ့ကျုပ်ကိုမသက်နဲ့ကျုပ်ကိုသက်ကျုပ်ကိုလားသက်လိုက်ကျုပ်မှာတော့ရှင့်ကိုတနက်မောင်းကလုတ်ပေါ်တင်ထားသောစံဖဲမှာရုတ်တရက်မြားနုကိုကြောင်ကြည့်နေရမှသတိဝင်လိုက်မပြောနဲ့တော့ကဲဟာဒိုင်မြားနု၏ဘဲဘဲရင်ဘတ်၌ရန်ငွေတို့နှင့်သွေးပြစ်များအသက်ငင်နေသောမြားနုကိုစံဖဲကကြောင်ပြီးရက်ကြည့်နေမိသည်ကိုစံဖဲကျမနောက်ဘဝမှာစံဖဲလူဖြစ်ပြရစေကျမရှင့်ကိုမြားနုကဝေဒနာကြားမှအာယူကပြောလိုက်ရင်ငြိမ်သက်သွား၏မြဝန်းတို့သည်တစုံတစ်ယောက်အားငေးလျက်နှုတ်ခမ်းတို့ကကြံနေသေးသည့်စကားတစ်ခွန်းကိုဖွင့်ဟပြောခဲ့ခြင်းသည်နှင့်စံဖဲကရန်ဝဲတို့မပြေသေးသည့်တနက်ကိုကင်လျက်မတ်တက်မြားနု၏သွေးပြစ်ကစီးသောမြင်များနှင့်စံဖဲ၏ခြေရင်းသို့ကိုစံဖဲပွင့်လာသောအိတ်ခမ်းတကားဝတွင်မသိမ်းရင်ချစ်သောမသိမ်းရင်ထမိန်ကိုရင်ကောင်းစည်းလျက်နေစီလာစီကိုဝင်ကြီးပိုင်ရှင်သည်ကျန်းငင်းမော်သို့ရုတ်တရက်ဒူးကိုထောက်ချလိုက်သည်မသိမ်းရင်အနောက်ဘက်အခန်းထဲတွင်တော့လက်နှစ်ဖက်ကိုတနက်ပုံစံလုံးလျက်စံဖဲကိုချိန်ထားသောမောင်ပုသူယူနေပါပြီကိုပူကယူနေပါပြီကိုစံဖဲရဲ့သူ့ကိုမတတ်ပါနဲ့နော်ကျမတောင်းပန်ပါတယ်ကျမဘိုက်ထဲကခလေးလေးအတွက်ပါ
သူ့ကိုမတတ်ပါနဲ့နော်ကိုပုသူစံဖဲကတနတ်မောင်းကိုမောင်ပုထံချိန်လိုက်၏ဖိုင်ယာတက်စံဖဲသေးစမ်းကွာတက်စံဖဲသေးစမ်းကွာမောင်ပုကလက်တနက်ဖြင့်ပါဇက်ကလည်းတက်စံဖဲကသူ့ရှေ့ဒူးထောင်နေသောကိုဝင်းဆောင်မသိန်းရင်ကိုကြည်သည်သူ့နောက်မှပါဇက်တနက်ပြစ်နေသောမောင်ပုကိုကြည်သည်စံဖဲအချိန်မစွဲနဲ့လှုပ်เสียရှိရလို့ငါတို့သွားမှဖြစ်မယ်ချစ်ကောင်းကစံဖဲနောက်သို့ရောက်လာပြီးပခုံးကိုစုပ်ကိုင်းကပြောလိုက်ကိုစံဖဲမလုပ်ပါနဲ့ကိုပုကကျမယောက်ျားဖြစ်နေပါပြီကျမကလေးလေးအတွက်မလုပ်ပါနဲ့ရှင်မသိန်းကစံဖဲခြေချင်းဝတ်ကိုလာဖက်သည်စံဖဲခြေဖုံးမှုမှာစိုးကနေစံဖဲကခြေထောက်ကိုယုတ်လိုက်မသိန်းကလေးငိုပါနဲ့တော့တနတ်ကိုစံဖဲကကြောကုန်းတွင်လွယ်လိုက်၏ကိုချစ်ကောင်းသွားကြစို့မြနု၏ရင်ဘတ်မှအိုင်ထွန်းနေသောသွေးစည်းများကိုနင်းဖြက်ကစံဖဲကအိမ်အောက်သို့ခတ်တွတ်ပြေးဆင်းသွားတော်သည်ဘယင်ကံမင်းမြတ်အားကျွန်တော်မျိုးပြေးကျစ်လက်အမတ်ဦးသိမ့်မောင်မှတင်သွင်းအပ်ပါသည်တာစီနယ်တွင်ပုံကန်သူဘိုးစံမဲထကြွနေသည်ကိုပလိတ်အဖွဲ့နှင့်မီလီထရီပလိတ်ခေါ်စစ်ပလိတ်များနှိမ်နင်းနေသည့်သတင်းကိုအားလုံးကြားသိပြီးသားဖြစ်ပါ၏သို့တော်ညာစံဖဲအားမမိနိုင်သည်ကိုလည်းသိရှိပြီးဖြစ်ပါလိမ့်မည်ယခုမူကျေးရွာအဥပဒေပုံမှ73အားအကြောင်းပြုကာပြည်ထရေးဝန်နှင့်ပလိတ်မင်းကြီးအမိန့်အရာစံဖဲအမှုအစပြုရာတာကရရွာအားဝရမ်းမြင့်စံဖဲအားလွတ်မြောက်စေရာတွင်ကူညီမှုဖြင့်ဒဏ်ငွေ665ကျပ်တက်ချင်းမှာမသိလျော်လှပါကြောင်းကျွန်တော်မျိုးအဆိုပြုပါတယ်ဗမာပြည်ဘရင်ကံမင်းမြတ်ခမညာဒိုင်ယာကီအုပ်ချုပ်ရေးစနစ်အသစ်အရာပြည်သူတို့ရွေးချယ်တင်မြှောက်လိုက်သောအမတ်84ဦးဘရင်ကံခန့်အပ်သောအမတ်19ဦးတို့ပါဝင်သောဥပဒေပြုမင်းတိုင်ပင်ကောင်စီတစ်ခုလုံးငြိမ်သက်သွားလေသည်မငြိမ်ရရိုးလားပထမကမ္ဘာစစ်ကာလအပြီးဗြိတိရှကိုလိုနီမြန်မာပြည်တွင်ပထမဆုံးပုံကန်သူစုငွေ2000မှ9000အထိထုတ်ခံရသူစံဖက်နာမည်ပါလာကြပြီမှုပါဦးသိန်းမောင်ကဘယင်ကံစာဟာကုတ်ပတ္တလာကိုစားတဘာပတိအဖြစ်တာဝန်ယူနေသူပြည်ထဲဝန်ကြီးစာချေအေမောင်ကြီးကိုတစ်ချက်ကြည့်လိုက်စာချေအေမောင်ကြီးကဆက်တင်ပြရန်ခေါင်းဆက်ပြလိုက်သည် GCBA အမတ်ဦးသိန်းမောင်ကချောင်းနံတစ်ချက်ဟန့်လိုက်1926လွတ်တော်စရင်အရာတာကရကျေးရွာတွင်အိမ်ခြေပေါင်း184အိမ်ရှိကြောင်းသိရပါတယ်။စရင်များအရာတာကရရွာ၏ချမ်းသာသမျှမှာကျွဲ29ကောင်နွား432ကောင်တခြားစိတ်ဝက်ကြက်ဘဲ282ကောင်လှဲ62စီးတို့ဖြစ်တယ်လို့သိရပါတယ်။တာကရရွာတွင်ရာဇဝတ်အုပ်ဦးညီမောင်နှင့်တာကရတကြီးဦးလာပါတို့ကစံဖဲအားဖမ်းဆီးစစ်ဆေးစဉ်လွတ်မြောက်သွားမှုတွင်ပလိတ်အဖွဲ့ကကျေးရွာအရာဒဏ်တက်ရာမှာအိမ်မောင်း118အိမ်ကိုစံဖဲလွတ်မြောက်မှုအတွက်တအိမ်9ချက်စီဒဏ်ကြေးပေးဆောင်စေတယ်လို့သိရပါတယ်။ကြံအိမ်များမှာတကြီးနဲ့ကျေးရွာကော်မတီဝင်များ၏ဆွေမျိုးများဖြစ်သောကြောင့်ကင်းလွတ်စေတယ်လို့လည်းသိထားပါတယ်။ပုံကန်သူဘိုးစံမဲကိုနွားပြိုင်ပွဲကြည့်ရန်ဖိတ်ခေါ်သည်ဆိုသောကိုသက်ပိုင်ကိုလည်းဒဏ်ငွေ20တက်သည်ကိုသိရှိရပါတယ်။ထို့အချိန်တွင်မြန်မာနိုင်ငံပလိတ်တပ်ဖွဲ့မင်းကြီးမေဂျာစီ DN ဝဲဖုံးကမတ်တက်ထရက်လာ၏။တဘာပတိကမေဂျာဝဲဖုံးကိုပြောရန်လက်ပြလိုက်သည်။တဘာပတိခမညာဓမြသခိုးဖြစ်သောစံဖဲအားပုံကန်သူဘိုလ်ဟုခေါင်းစဉ်တက်ခြင်းကိုကန့်ကွက်ပြရစေဘိုလ်ဟုစီမှာမြမလူမျိုးတို့ကခေါင်းဆောင်အားသုံးသောအသုံးဖြစ်သည်မို့တစ်ဖက်အမတ်မင်းအနေဖြင့်ပြင်ဆင်ပေးဖို့တောင်းဆိုပါတယ်မေဂျာဝဲပုံပြန်ထိုင်သွား၏ဦးသိန်းမောင်ကမေဂျာဝဲပုံဘက်သို့လှည့်လိုက်သည်ပ
လိတ်မင်းကြီးမေဂျာဝဲပုံခမညာအတုံးနှုံးနဲ့အဖြစ်အပျက်မြည်သည့်အရာကပိုအကျိုးသက်ရောက်စေသည်ကိုသိပါသလားမေဂျာဝဲပုံကပြန်မဖြေတော့ဦးသိန်းမောင်ကပြုံးကတဘာပတိထံရင်ကော့ကကြည့်လိုက်ကျွန်တော်မျိုးအစိုးတင်သွင်းတာကိုလိုရင်းပြောရလျင်ဖြင့်ယခုအခါအင်ပါယာမှခန့်အပ်ထားသောပလိတ်မင်းကြီးမေဂျာဝဲပုံရောမြင်းစည်းပလိတ်68ယောက်ပါဖမ်းဆီးရန်ဆေးလွတ်ထားတော့လဲမမိနိုင်သေးသည့်ဘိုးဦးသိန်းမောင်ကဘိုးကိုအတန်ရှည်ဆွဲကမေဂျာဝဲပုံကိုကြည့်လိုက်သည်မေဂျာဝဲပုံကတခုခုပြောရန်ပြင်လိုက်စဉ်ဦးသိန်းမောင်ကလေတန်းကိုမြှင့်လိုက်ပလိတ်အဖွဲ့တွင်မမိနိုင်တဲ့သူကိုတာမန်ကျေးရွာသားများကဝိုင်းဝန်းမဖမ်းပေးနိုင်သဖြင့်ဒဏ်တက်ခြင်းမှာမတရားသည့်အမိန့်သာဖြစ်ပါတယ်။တိုင်းသူပြည်သားများဟာအင်ပါယာနှင့်ဘုရင်မင်းမြတ်ကိုအခွန်ပေးထားကြသူတွေဖြစ်ပါတယ်။ပလိတ်အဖွဲ့ဆိုသည်မှာအင်ပါယာနှင့်ဘုရင်မင်းမြတ်ထံမှလစာကိုယူထားသူများသာဖြစ်ပါတယ်။ထို့ကြောင့်ပေးထားသူနဲ့ယူထားသူတွင်ပေးထားသူကသာပိုကြီးမြတ်ပါတယ်။ယူထားသူကပိုးတာဝန်ရှိပါတယ်။ဒီကနေ့တာကရရွာဖြစ်စဉ်မှာအခွန်ငွေကိုလစာအဖြစ်ယူထားသည့်ပလိတ်များထက်အခွန်ငွေပေးကနေထိုင်သည့်ရွာသားများကပိုမိုအပြစ်ရှိသည်ဆိုသည်မှာမသိလျော်လွန်း၍ဒီအဆိုးကိုတင်သွင်းရပါတယ်။ဦးသိန်းမောင်ထိုင်သွားသည်ပလိတ်မင်းကြီးမေဂျာဝဲပုံထလာ၏ပြည်ထောင်နဲ့ပလိတ်အဖွဲ့အနေနဲ့ဥပဒေအရလောက်တာဖြစ်သည်လို့ဆိုသည့်အဆိုကိုပြန်ရုပ်သိမ်းပေးဖို့တောင်းဆိုပါတယ်။လွတ်တော်အခြေအနေကတင်းမာနေလေပြီ။ထိုစဉ်မော်လမြိုင်အမတ်ဦးထွန်းဝင်းကလက်ပြကထားလိုက်။လွတ်တော်ထဲတွင်အင်အားနည်းနေသောအတိုက်အခံ GCBA တို့ကစံဖဲကိစ္စတွင်ဘရင်ငံဘက်တော်သားများကိုစန့်ကျင်ကအခိုင်အမာပင်ရပ်တည်နေကြခြင်းဒီကနေ့သတင်းစာထဲမှာပါတဲ့ရုပ်ပြောင်တစ်ခုကိုဖော်ပြလိုပါတယ်။ယခုတဘာပတိနေရာယူထားတဲ့ပြည်ထောင်ရေးဝန်ကြီးရဲ့လစာဟာ9000ပါ။စံဖဲအတွက်ထုတ်ထားတဲ့စုငွေကလည်း9000ပါပဲ။ကျွန်တော်မျိုးတို့မြန်မာစကားပုံရှိပါတယ်။ဓာတ်တူနန်တူစေးပဲ့ယူတဲ့ဒီသဘောအတိုင်းဝန်ကြီးလဲ9000စားစံဖဲလဲ9000စားမို့9000စားအချင်းချင်းဖမ်းတာပိုတင့်လျော်ပါမိတယ်။လာကနဲတဲ့ပလိတ်တွေထက်ဝင်ကြီးကိုယ်တိုင်စင့်ဖမ်းမှုရုပ်ပြောင်စရာကဆိုလိုရင်းပါဒါကြောင့်ဘုန်းကြီးအမှုရွာမပတ်စေလိုပါကျွန်တော်မျိုးတို့အတိုက်အခန်း GCBA ကအင်အားနည်းတော်ညာအစိုးရဘက်အမတ်များဖြစ်တဲ့ဦးကျော်တွန်းဦးစံဖေးဦးတာဆန်တို့ကလည်းစံဖက်အားကိုယ်တိုင်မဖမ်းနိုင်လျင်ဖြင့်တာကရရွာအားဒဏ်ရိုက်သည့်အရေးမှာခါတိုင်းလိုအစိုးရဘက်ကမဲမပေးပဲတိုင်းသူပြည်သားများမျက်နှာကိုထောက်ပြီးဦးသိန်းမောင်အဆိုဘက်ကမဲပေးပါရန်တိုက်တွန်းပါသည်ခမညာနောက်ထပ်ရမဲသိန်းအမတ်စာပေါ်ထွန်းမန္တလေးအမတ်ဦးပါဦးစစ်တွေအမတ်ဦးမြထွန်းတို့ကလည်းဒဏ်ငွေပြန်ရုပ်သိမ်းတင်ကြောင်းဆွေးနွေးကြသည်သို့တော်ညာဒိုင်ယာခီအုပ်ချုပ်ရေးအရာပြည်သူများရွေးချယ်ထားသည့်အမတ်84ဦးတွင်အစိုးရဘက်တော်သားတပုံဂျာနေအမတ်တပုံအတိုက်အခန့်အမတ်တပုံနှင့်ဘရင်ငံခန့်ထားသည့်အမတ်က19ဦးပါဝင်ရာချိန်ဝင်ရှာအသာစီယူထားသည့်စနစ်အရအစိုးရဘက်မှ42မဲဦးသိန်းမောင်တို့မှ28မဲဖြင့်အစိုးရှုံးနိမ့်ခံခဲ့ရလေသည်စံဖဲအားဖမ်းမမိသဖြင့်ကြေးရွာသူကြေးရွာသားများအားနိုင်ရာဖိထားမိကိစ္စမှာအသက်ဝင်သွားကြပြီဖိုးသာနိုင်တောင်ချေရှိရှိုးကြီးတစ်ခုကောင်းငင်အလင်းကိုပင်ဟိုတစဒီတစမြင်ရနိုင်သည့်စိတ်ညို့သောတောအုပ်နဘေးစီးဆင်းနေသည့်စမ်းချောင်းကလေးစံဖက်ကစမ်းချောင်းအလဲတွင်ခြေစုံရက်ကစီးနေသောရေအားငေးမောကြည့်နေသည်စဖဲရှိုးဝမဆင်းလာသောကိုချီကောင်းကလှမ်းခေါ်လိုက်စံဖဲလှဲ့မကြည့်ကိုချီကောင်းကစမ်းချောင်းထဲထိဆင်းလာသည်စံဖဲရမင်းပြောင်နေလို့အပေါ်မှာအားလုံးလိုက်ရှာနေကြတာတနတ်မပါဘာမပါနဲ့ဒီအောက်ဘာဆင်းလုံနေတာတော့ချစ်ကောင်းကစံဖဲ၏ဘေးတွင်ရက်လိုက်စံဖဲက
တစ်ဖက်လှည့်သွားသည်ထို့နောက်စမ်းချောင်းထဲမှရေကိုလက်ဖြင့်ငုံယူကာမျက်နှာတစ်လိုက်စံဖိတ်မျက်လုံးတို့หนีရဲနေသည်တော်ပုံကြီးခိုးကြလေသောမျက်ရည်စာများကတော့စမ်းရည်နဲ့အတူပါသွားခဲ့ပြီငါညီလာကွာရေထဲမှာအေးတယ်ငှက်ဖျားကလည်းဒီနေရာမှာအတော်ကြီးတာလာချစ်ကောင်းကစံဖိတ်ပခုံးကိုဖက်ကခေါ်လိုက်သည်ကိုချစ်ကောင်းကျွန်တော်သွားတော့မယ်ဟင်ဘာလဲဟာမင်းကဘယ်သွားမှာတော့ခမရသတင်းကြားတယ်မဟုတ်လားတာကရရွာကိုဓာငွေရိုက်တယ်နောက်စူးရောရွာလဲကျုပ်ကိုကူညီမှုနဲ့စစ်ပလိတ်ကညှဉ်းပန်းနှိပ်စက်နေတဲ့တဲ့လူတွေကျုပ်ကြောင့်ဒုက္ခရောက်နေကြပြီမဟုတ်လားဒီတော့ကျုပ်အဖမ်းခံလိုက်ရင်ဒါတွေအားလုံးပြီးသွားပြီစံဖဲကစမ်းချောင်းမော်သို့တက်သွားသည်ဟဲ့အောင်စမ်းဖဲအဲ့လိုသွားလို့မရဘူးလေကွာကိုချစ်ကောင်းကနောက်မှလိုက်ကစံဖဲပခုံးကိုဆွဲလိုက်မင်းဒီလိုထွက်သွားတော့ငါတို့ကဘာလုပ်ရမှာလဲကွလှုပ်ချင်တာလှုပ်ဗျာကျုပ်မရှိမှအကုန်အေးမှာမဟုတ်လားမင်းဘာဖြစ်နေတာတော့စံဖဲကချစ်ကောင်းရဲ့မျက်နှာကိုစိုက်ကြည့်လိုက်သည်ကျုပ်လူတွေတက်ခဲ့ပြီးပြီကျုပ်ကြောင့်လူတွေသေခဲ့ပြီးပြီအဲ့ဒါဘာအထိပ္ပယ်ရှိတယ်လဲဗျာကျုပ်ငပုကိုလည်းမတတ်နိုင်ခဲ့ဘူးမတက်ရက်ခဲ့ဘူးကျုပ်ကတွေ့ဝေနေတဲ့ကောင်ကျုပ်နောက်ကိုလိုက်တဲ့လူတွေကျုပ်ကြောင့်ဒုက္ခရောက်ကြမယ်ကျုပ်ကလူတွေကိုဒုက္ခပေးတဲ့ကောင်တက်တက်ပဲခမရတို့လည်းကျုပ်ကြောင့်ဒုက္ခရောက်ရတာကျုပ်စားခဲ့တဲ့ဇလန်းကိုကျုပ်ပဲဆုံးသက်မယ်မဟုတ်ဘူးလေစံဖဲရစံဖဲကသူ့လက်ထဲတွင်စုပ်ကင်ထားသောကြေမွနေသည့်စာတစ်စောင်ကိုချစ်ကောင်းလက်ထဲသို့ထိုးထည့်လိုက်သည်ခမဒီစာကိုမှတ်မိလားကိုချစ်ကောင်းကစာကိုဖြန့်ကြည့်လိုက်သည်လွန်ခဲ့သည့်ရက်ကစံဖဲအားရွှေမျော်ဖျားပွဲကိစ္စသတင်းပေးထားသည့်စာအဲ့ဒီစာတွေကစံဖဲလူဆိုတာဘသူလို့ခမထင်လဲဘသူလဲမြနုဗျမြနုကျုပ်တက်ခဲ့တဲ့မြနုစံဖဲထွက်သွားသည်ချစ်ကောင်းကစိတ်ရှုပ်ထွေးစွာဖြင့်ကြံရစ်တော့သည်နေကတစဝင်သွားခဲ့ပြီးတာလွန်ရွာနှင့်တခွတ်မြင့်ရွာကြားရှိဇရက်ပေါ်တွင်အမျိုးသမီး2ယောက်ထဲတဦးကအသက်ခတ်ကြီးတဦးကအသက်ငယ်နှစ်ဦးလုံး၏ခန္ဓာကိုယ်တွင်ရွှေငွေများဝတ်ထားကြ၏သူတို့သည်တခွတ်မြင့်ရွာအလှပွဲကိုမနက်ခင်းလှဲကြုံဖြင့်လိုက်လာကြသူများဖြစ်သည်တာလွန်ရွာမှတခြားသူများနှင့်လှဲကြုံစီပြီးလိုက်ခဲ့ကြခြင်းပင်အလှပွဲတွင်စကားကောင်းနေရာမှလှဲကြုံကပြန်သွားသည်ကိုမမီလိုက်ကြထို့ကြောင့်လှဲကြုံနောက်သို့မိလို့မိညာခြေချင်းလျှောက်လာကြတော့လေလမ်းတွင်နောက်ထပ်လှဲကြုံတစ်စီးမှမတွေ့ရတော့ပဲမှောင်လာခြင်းဖြစ်သည်မျိုးသမီး2ယောက်မှရှေ့သို့လဲဆက်မသွားရဲ့နောက်သို့လဲမပြန်ရဲတော့ပဲဇရက်တွင်သာထိုင်နေကြခြင်းငွေဖြူရဲ့ညီကိုကျုပ်ပြောသားပဲတော့တခွတ်မြင့်မှာအိတ်လိုက်ပါလို့ပြောတာကိုအော်ကြီးတော်ဆိုရဲ့ဒီလိုဖြစ်မယ်ဆိုတာကျုပ်လည်းပဲသိမတော့အလူရှိတယ်ဆိုတော့လှဲကြုံတစီရှိတယ်ငောင်းထင်တာပဲခေတ်ကာလကလည်းလူစိုးတပြတွေကထနေတာဟူးခတ်ပါရဲ့အေးထို့အချိန်တွင်ခက်လန်းလန်းစီမှငိုက်ဆိုင်လျှောက်လာသောလူရိပ်တစ်ခုကြီးတော်ဆိုသည်ဒေါ်စိုးမေကငွေဖြူအားမျက်ရည်ပြလိုက်သည်ငွေဖြူကဇရက်တောင်တွင်ထောင်ထားသောတပြက်စီးကိုလှမ်းယူကာစုပ်ကင်ထားလိုက်ထိုသူကဇရက်ရှိမှအဖြတ်တွင်ငွေဖြူတို့အားတတိထားမိသွားသည်ဘလို့လဲဗျမိုးကြီးလည်းချုပ်တော့မယ်ဇရက်ပေါ်ဘာလုပ်နေကြတာတော့ဒေါ်စိုးမေကဝိုးတော်နေအောင်အောက်တွင်ထိုသူကိုအကဲခတ်လိုက်ဒီလိုပါမောင်ရင်ကျုပ်တို့တူကြီးကတခွတ်မြင့်အလူကိုလာကြတာပါအခုတာလွန်ပြန်မလို့ဟာလှဲကြုံလည်းမရှိတာနဲ့
ตาလုံးလည်းမရောက်တခွတ်မြင့်လည်းမပြန်ရဲဖြစ်နေတာပါလူငယ်ကဇရက်လေးကားတွင်ဝင်ထိုင်လိုက်သည်ကျွန်တော်မှမိကျစ်ဖားတော့ပါပါတယ်တော်ဇရက်ပေါ်မှာမီးတို့တွေပါတွေရှိလောက်ပါရဲ့ရှားကြည့်ကြအောင်အိုးတက်မလာပါနဲ့ငွေဖြူကတပြက်စီကိုစုပ်ကိုင်းလေးရဲ့ခတ်တင်းတင်းអော်လိုက်သည်အော်အမိဘလို့ဖြစ်တာတော့ကျုပ်လူကောင်းပါဗျသူတို့နှစ်ယောက်ကြားဒေါ်စိုးမေကဝင်လိုက်သည်ငွေဖြူရဲ့ဒီမောင်ကြီးရတာလူစိုးတစ်ခုဟုတ်ပုံမရပါဘူးလူကောင်းထင်ပါရဲ့ဒီလိုပါတူကြီးရဲ့ခုတလောဒီနယ်တကြောမှာလူစိုးဘိုးစံဖက်ဆိုတာကြီးကလူရဲ့ဓမြတိုက်နေတယ်မဟုတ်လားဒီတော့အထော့တူမအကြောက်နေတာပါအိုးကြီးတော်ဆိုကလည်းစံဖက်တော့ကြုံမကြောက်ပါသတင်းစာမဖတ်ဘူးလားစံဖက်ကလူကောင်းတွေကိုကဲပြီးလူစိုးတွေကိုပယ်တဲ့ဟိုအင်္ဂလိပ်အလိုတော်ကြီးများသာကြောက်ရမှာငွေဖြူတို့ကတခြားတကိုးဓမြသာကြောက်တာဘိုးစံဖက်ကြီးတော့မကြောက်ပါတွေ့တော့တွေ့လိုက်ခြင်းသေးဟိုကလူစိုးဘိုးနင့်ကိုတွေ့ရင်တက်ပြီးတော့ကဲကောင်းမငါပြောလိုက်ရမကောင်းရှိရောမယ်တူကြီးနှစ်ယောက်ဤအချီအချစကားကိုလူငယ်ကနားထောင်ရင်းပြုံးနေကဲဒီလိုလောက်ပါဗျာအခုဒီတူကြီးကဘယ်ဘလို့ပြန်သွားခြင်းညလဲတခွတ်မြင်ပြန်မလားတာလုံးအထိလိုက်ပို့ပေးရမလားရပါတယ်မောင်ရဲ့မောင်ရင်ကိစ္စမောင်ရင်သွားเสียရှိတာသွားပါအားနာเสียကျွန်တော်အားနေတာပါမိန်းကလေးနှစ်ယောက်တည်းဒီစရက်ပေါ်နေနေတာဘယ်ကောင်းမှာမလဲဗျအားမနာပါနဲ့ဒါဆိုရင်တော့တာလုံးအထိလိုက်ပို့ပေးပါလားကွယ်ကဲရတာပေါ့သွားစို့ဒေါ်စိုးမေကဝမ်းသာအားရထသည်ငွေဖြူကတော့လက်ထဲကတပြက်စီယိုကိုမချသေးကဲအမိလေးဇရက်ကပစ္စည်းမယူကောင်းဘူးဗျဓာကြီးထခဲ့ပါဗျာကျုပ်လူကောင်းပါဗျအိုးဘာလူကောင်းလဲလူဆိုးဆိုတာကြိုးပါတာမှမဟုတ်တာလူငယ်ကရည်သည်ဒါဖြင့်ဆန်ဖဲ့ကြမကြောက်ဘူးဆိုဒီလောက်စိုးတဲ့သူကြမကြောက်ပဲကျုပ်တော့ကြောက်တယ်လားဘိုးဆန်ဖဲလို့ခေါ်ပါရှင်ဘိုးဆန်ဖဲသူကလူဆိုးတွေအတွက်ပဲစိုးတာကျမတို့လူတွေအတွက်မစိုးဘူးသိရလားဟုတ်ပါပြီဗျာဟုတ်ပါပြီဒါဆိုလဲဘိုးဆန်ဖဲအလာကိုစောင့်နေကြပေါ့ဘလို့လဲတော့ဒီကမောင်လိုက်ပုံမယ်ဆိုလိုက်ပါမယ်ကွယ်ဟဲ့ငွေဖြူတစ်ဖက်ကကူညီနေတာကိုကျေးဇူးမတင်ပဲနင်ကဖင်းလန်းပြရသလားလာတော့ကြမယ်ငွေဖြူကလက်ထဲမှာတပြက်စီးယိုကိုတော့ဇရက်တောင်တွင်ပြန်ထောင်ထားလိုက်ထို့နောက်လူငယ်နှင့်ဒေါ်ဆုံးမေနောက်သို့ခတ်သွက်ကလေးလိုက်ခဲ့တော်သည်လူငယ်ကရှေ့မှလေးလေးတချွန်းချွန်းတချင်းလေးတအေးအေးဖြင့်သားလုံးရွာစီသို့ဥတီသွားနေတလန်လုံးသူတို့အားစကားတခွန်းမှမပြောတနာရီခန့်အကြာတွင်သားလုံးရွာစီယိုအားလှမ်းမြင်ရပေပြီကဲတော်နဲ့ဒီကငါနမရွာကိုမြင်နေရပြီဆိုတော့ကျုပ်ဒီအထိပဲလိုက်ပို့ပေးမယ်သွားကြတော့နော်ဟဲ့ဒီမောင်နဲ့ခက်ပါရွာကိုရောက်တော့အိမ်ဝင်မအောင်လားညစာစားပြီးမှပြန်ပေါ့တော့ဒေါ်စိုးမေကဝင်ပြောလိုက်ကျွန်တော်ရွာထဲဝင်လို့မရလို့ပါဒါပဲဗျသွားကြတော့နော်ဒေါ်စိုးမေနဲ့ငွေဖြူမှာတယောက်မျက်နှာတယောက်ကြည့်ကရွာထဲသို့ထွက်သွားကြသည်အော်မငွေဖြူလူငယ်ဤခေါ်တဲ့ကြောင့်ငွေဖြူကလှည့်ကြည့်လိုက်မငွေဖြူမှန်နေဗျစံဖဲကလူကောင်းတွေကိုဒုက္ခမပေးပါဘူးရှင်ကျွန်တော်နာမည်စံဖဲပါဗျသွားပြီနော်လူငယ်မှာအမှောင်တူတဲ့ပျောက်ကွယ်သွားတော့ဤငွေဖြူမှာပါဇက်အဟောင်းသားဖြင့်အမှောင်တူကိုငေးကြံရစ်သည်အပိုင်း73ဆက်ရန်